မနက်ဆိုဝီကတော့ခဏနေအိတ်တော့မှာပါလူပြန်ပြေးခဲ့ပါတယ်မနက်ဆိုဝီအမိကသူ့မပြီးနားမှာထိုင်ပြီးဝီတခုခုစိတ်အနောက်အချက်ဖြစ်နေပြောလို့ရတော့ဖေဖေနဲ့မမီစိတ်ပူတယ်လို့ပြောပါတယ် မနက်ဆူဝီကဘာမှမဖြစ်ပါဘူးကျေးဇူးပါလို့ဖြေခဲ့ပါတယ်သူမအမေကမနက်ဆူဝီရဲ့ခေါင်းကိုပုတ်တက်ရင်ဘာမှမဖြစ်ရင်လည်းကောင်းတာပေါ့သမီးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမနက်ဆူဝီရဲ့လေဘင်းမှာထူးဆန်းတဲ့ဒဏ်ရာရှည်ကြီးတစ်ခုကိုသူမအမေကတွေ့သွားခဲ့ပါတယ်ဘာဖြစ်လာတာလဲဒဏ်ရာကရှည်နေတာပဲသမီးလို့အမေကမေးလိုက်တဲ့အခါမနက်ဆူဝီကလေဘင်းကဒဏ်ရာကိုကင်ကြည့်ဘာမှပြန်မပြောပဲတိတ်ဆိတ်နေခဲ့ပါတယ်သူမရဲ့အမေလက်ထက်ကသွေးစွန်းနေတဲ့အရာကိုကြည့်ပြီးမနက်ဆူဝီဟာစိုးရင်တကြီးတွေးတောနေခဲ့ပါတယ်။နောက်နေ့မနက်မှာတော့မနက်ဆူဝီတို့ကျောင်းကန်းထဲမှာတင်ချဘာသာရက်ကိုတင်ကြားနေခဲ့ပါတယ်။ဆီယာမကစာမျက်နှာ433မိကုနံပါတ်5ကိုကြည့်ကြမယ်။ fx က 2x square ပါ x3 ကို x equal to 1 နဲ့97ဖြစ်နေတာကိုရှာပါ။ဘသူဒီမိကုကိုဖြေနိုင်လဲလို့မေးလိုက်ပါတယ်။ဆီယာမကမနက်ဆူဝီကိုခေါ်လိုက်ပြီးမနက်ဆူဝီလာပြီးဒီမေကုံကိုဖြေပေးဆောင်လို့ပြောလိုက်ပါတယ်မနက်ဆူဝီဟာအနည်းငယ်တုံဆိုင်သွားပြီမယ်ထိုင်ရာကနေထားပြီးအဖြေရေးသွားဖို့အတွက်တိမ်ပုံးနာကိုလျှောက်သွားခဲ့ပါတယ်မနက်ဆူဝီတိမ်ပုံးပေါ်မှာစရီရေးလိုက်တဲ့အခါတောက်ကြနေ2005ခုနှစ်မေလ25ရက်ဆိုပြီးပေါ်လာခဲ့ပါတယ်အဲ့ဒါဝန်နီတာတေဆုံးခဲ့တဲ့ရက်ဆွဲဖြစ်ပြီးသူမရဲ့မျက်လုံးတွေဟာနေကြောက်ရွံ့မှုတွေအထင်သာပေါ်လွန်နေခဲ့ပါတယ်သူမဟာတကြောင်လုံးပထမဆုံးအချိန်ကြုံတွေ့ခဲ့ရတဲ့စာသင်ခန်းအခြေအနေမျိုးကိုရင်ဆိုင်ရပါတော့တယ်။စာသင်ခန်းတစ်ခုလုံးမှာသူမတယောက်တည်းကြံပြီးစာသင်ခုံးတွေအားလုံးပြန့်ကျဲနေခဲ့ပါတယ်။အဲ့ဒီနောက်မနက်ဆိုရဲ့နောက်ဖက်မှာသွေးဆိုးနေတဲ့အဝတ်စားနဲ့တရေမှထောက်ပေါ်လာခဲ့ပါတယ်။သူမရဲ့မျက်နှာကြောက်ရွံ့မှုစိုးရိမ်ပူပန်မှုအပြင်လက်စားချီလို့စိတ်တည်နေပါပြင်းထန်နေခဲ့ပြီ။သူမရဲ့ပူဟာဘလို့ဆက်ဖြစ်မလဲဆိုတာကတော့လျှို့ဝှက်ချက်တစ်ခုအဖြစ်ကြန့်ရှိနေခဲ့ပါတော့တယ်။ ကျောင်းကန်းတစ်ခန်းထဲမှာမျက်မှန်နဲ့မင်းကလေးတယောက်တုံလို့ခြောက်ချားနေတဲ့မျက်နှာနဲ့ရက်နေတယ်။သူ့ရှိမှာတော့သွေးတွေပေကျန်းနေတဲ့ကျောင်းဝတ်ဆောင်တစ်ထည်ကိုစပွဲပေါ်မှာမြင်နေရတယ်။ကျောင်းလန့်တကြားလှည့်ကြည့်လိုက်တော့သူ့နောက်မှာခေါင်းပြက်ကြီးနဲ့ကျောင်းသူတယောက်ထပ်ပြီးပေါ်လာပြန်တယ်။အဲဒီနောက်သွေးဆိုးနေတဲ့လက်တစ်ဖက်ကမြေပြူကိုကောက်ယူပြီး H လို့စာလုံးတစ်လုံးကိုနံရံပေါ်မှာဖြည်းဖြည်းချင်းရေးပြနေခဲ့တယ်။ခဏအကြာမှာတော့ကျောင်းသူလေးကစာသင်ခန်းရဲ့အလယ်မှာတယောက်တည်းရက်နေပြီးသူ့ရှိကနံရံပေါ်မှာကူညီပါအောင်ဆိုတဲ့စာလုံးလေးကိုမြင်လိုက်ရတော့တဖြည်းဖြည်းလန့်လာတယ်။သူ့နောက်ကနေသွေးဆိုးနေတဲ့လက်တစ်ဖက်ကချင်းကပ်လာပြီးသူ့လယ်ပင်ကိုထိလိုက်တဲ့အချိန်မှာတော့ကျောင်းသူလေးကလုံးဝကိုအသက်ရှူဖြတ်မှတ်တကြောက်လန့်သွားခဲ့တယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအားလုံးကအိမ်မက်တစ်ခုသာဖြစ်နေခဲ့တယ်။ သူ့မိကဝီဘာဖြစ်တာလဲအဲ့နေတော့ဒန်တာကြီးတွေအကျေကြီးပြောနေတယ်လို့မရင်သူ့ကိုနှိုးလိုက်တယ်ချွေးတွေလည်းရွှဲနေတာပဲဝီအဆင်ပြေရဲ့လားလူမေတော့ဝီကအဆင်ပြေပါတယ်လို့ဖြေခဲ့တယ်ဒါပေမဲ့ဝီရဲ့စိတ်ထဲမှာတော့အိမ်မက်ထဲကမြေကုန်တွေကလုံးဝမေ့မရအောင်ဆွေးနေခဲ့တယ်ညဘက်ရောက်တော့ဝီဟာအိမ်မရပဲ laptop နဲ့တခုခုရှာဖွေနေခဲ့တယ်အင်တာနက်ပေါ်မှာပေါ်လာတဲ့သတင်းတစ်ခုကသူ့အာရုံဖန်ဆားလိုက်တယ်သတင်းကောင်းစီကနာမည်ကြီးကျောင်းကမိန်းကလေးတယောက်အခန်းထဲမှာအသက်ခံရတယ်တေဆုံးသူကျောင်းသူရဲ့ပုံနဲ့အတူဝါနီတာဆိုတဲ့နာမည်ကိုပါတွေ့လိုက်ရတော့ဝီကပို့ပြီးတော့ထိတ်လန့်လာတယ်နင်းပါကိုလိုချင်နေတာလဲဝါနီတာဆိုပြီးသူ့တယောက်ထိရေးယူလိုက်တယ်အဲ့ဒီနောက်မှာတော့ပစ္စည်းခေါ်နေနီးလမ်းများဆိုတာကိုအင်တာနက်မှာရှာဖွေကြည့်လိုက်တယ်လိုအပ်တဲ့ပစ္စည်းဖြစ်တဲ့စိတ်ဖြူတစ်ပြက်ဖန်ကွက်အသီးတစ်လုံးဖျောင်းတိုင်နဲ့အခြားပစ္စည်းတွေကိုပြင်ဆင်ပြီးဝီယာကျောင်းကိုအမောင်လေးမှာတယောက်တည်းပြန်သွားခဲ့တယ်ဗလားချင်းနေတဲ့စာသင်ခန်းထဲကိုရောက်တော့ဝီယာစာရွက်ကြီးကိုဖြန့်ပြီးစပွဲပေါ်တင်လိုက်တယ်ပြီးတော့ဖျောင်းတိုင်ကိုမြင်းကြီးဖန်ကွက်ကိုစာရွက်ပေါ်ကအကွက်တွေပေါ်တင်လိုက်တယ်ဝီယာပူထောထားရလို့၃ချိန်ရွတ်ဆိုပြီးနောက်ဒီနေရာမှာနေထိုင်နေသောဝိညာဉ်သည်မဖိတ်ခေါ်ပဲလာပါစေသားလို့ဖိတ်ခေါ်လိုက်တယ်ဝီကရောက်နေပြီဆိုရင်ဟုတ်ဆိုတဲ့ကလုတ်ကိုသွားပါလို့ပြောလိုက်တော့ဖန်ကွက်ဟာဟုတ်ဆိုတဲ့စလုံးပေါ်ကိုသူ့အလိုလိုရွေးသွားခဲ့တယ်ဝီယာစိတ်လှုပ်ရှားစွာနဲ့နင်းဝနီတာမဟုတ်လားမှန်လားမမှန်လားလို့မိလိုက်တဲ့အခါသွေးစွန်းနေတဲ့လက်တစ်ဖက်ပေါ်လာပြီးဖန်ကွက်ကိုဟုတ်ပေါ်တင်လိုက်တယ်ဝီယာပို့ပြီးတော့ကြောက်လန့်လာပြီးမြဲဆက်ပြီးဒီလိုဆိုဘာလို့စိတ်ကျင်နေတာလဲလို့မိလိုက်တယ်ဖန်ကွက်ကတော့ခေါင်းလိုပြန်ဖြီးတယ်ဝီကခေါင်းကိုလိုက်ရှာလို့ပြောလိုက်ပြီးခေါင်းကိုဘယ်မှာရှာရမှာလဲလို့ထပ်မိတယ်ဖန်ကွက်ကအားလို့ရှိပြတယ်နောက်တစ်ခါနောက်လို့ရှိပြတယ်နောက်ဆုံးမှာတော့ကိုစာလို့ဆက်တိုက်ရွေ့သွားခဲ့တယ်ဝီယာကြောက်လန့်တဲ့ကြားနဲ့ဒီနောက်ကိုလိုက်ခဲ့လို့ပြောလိုက်တယ်ဘာကိုဆိုလိုတာလဲလို့မေးတဲ့ချိန်မှာတော့ဖန်ကွက်ဟာစပွဲပေါ်မှာပြင်းထန်စွာရွေ့လာပြီးစာသင်ခန်းတစ်ခုလုံးတုန်ခါသွားခဲ့တယ်ကျောင်းသူလေးထိတ်လန့်တဲ့ကြားအိုဟစ်လိုက်တဲ့ခါမှာတော့စာသင်ခန်းတစ်ခါကဝုန်းကနေပိတ်သွားခဲ့တယ်ဝီလည်းကြောက်လန့်တဲ့ကြားအိုဟစ်နေခဲ့တယ်ခဏကြာမှာတော့တကားပြန်ပွင့်ပြီးဝီရဲ့တငယ်ချင်းတစ်ယောက်နဲ့နောက်ထပ်ကျောင်းသူတစ်ယောက်ပါဝင်လာခဲ့တယ်နင်းတီကြလို့လားတငယ်ချင်းကမိတော့ဝီကဟုတ်တယ်ငါမယုံလို့အဲ့ဒါကိုတတ်တည်ပြဖို့လာတာလို့ဖြေခဲ့တယ်အမောင်တို့ဖုံးလွှမ်းနေတဲ့ကျောင်းသားထဲမှာဝီယာကြောက်လန့်တဲ့ကြားရက်နေခဲ့တယ်အဲ့ဒီအချိန်မှာတော့မှတ်ထားပါနော်ဆိုတဲ့စကားချမ်းတစ်ခုထွက်ပေါ်လာခဲ့တယ်ဝနီတာရဲ့ဝိညာဉ်ကဖန်ခွက်ကိုမရှိရဘူးနော်မဖြတ်ရဘူးနော်လို့တတိပေးလိုက်ပြီးနောက်ကျောင်းသူလေးဝီရဲ့အနာဂတ်ကတော့ဘလို့ဆက်ဖြစ်လာမလဲဆိုတာရင်ခုန်စရာကောင်းတဲ့မိကွန်းတစ်ခုအဖြစ်ကြံ့ရခဲ့ရပါတော့တယ်တချင်ကကျောင်းသူလေးတစ်ယောက်ဟာသူ့ကျောင်းမှာပဲကျောင်းမက်ဖွယ်ကောင်းတဲ့ကြမာစိုးနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး
တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းထဲမှာတယောက်တည်းကြံခဲ့တဲ့ကျောင်းသူလေးဝီဟာမမြင်ရတဲ့အရာတစ်ခုရဲ့ချင်းချောက်မှုကိုခံစားနေရပါတယ်ပြီးတော့ရုတ်တရက်ဆိုသလိုပဲသွေးတန်ရဲရဲနဲ့ခေါင်းပြက်နေတဲ့ကျောင်းသူတယောက်ရဲ့ပုံရိပ်ဟာသူ့နောက်ကျောမှာပေါ်လာခဲ့တယ်ဝီရဲ့လက်ထဲကမြေဖြူတစ်ချောင်းဟာသွေးတွေနဲ့စွန်းထင်းနေပြီးကြောက်လန့်တကြားနဲ့သူဟာခက်ခဲစွာစာလုံးတွေရေးနေခဲ့တယ်။ကူညီပါအောင်လို့မြေဖြူတင်ပုံးပေါ်ရေးပြီးတဲ့နောက်သူ့ရဲ့ကြောနောက်ကနေတရေတလက်ဟာသူ့လေဘင်းကိုစုပ်ကင်လာခဲ့တယ်။ဝီဘာဖြစ်တာလဲသမီး။အိပ်ပျော်နေတအားအော်နေတာပဲ။ဝီရဲ့အမေကသူ့ကိုလှုပ်လို့လိုက်တော့မှဒါတွေအားလုံးဟာအိမ်မက်တစ်ခုမှသူသိလိုက်ရတယ်။ချွေးတွေလည်းရွှေ့နေတာပဲ။အဆင်ပြေရလားသမီး။သူ့အမေကစိုးရင်တကြီးမေးလိုက်တော့ဝီကအဆင်ပြေပါတယ်လို့တိုးတိုးလေးပြန်ဖြေခဲ့တယ်။အဲ့ဒီညမှာပဲဝီတယောက်အိတ်လို့မရပဲညံ့တဲ့အထိသူ့ကွန်ပျူတာနဲ့တခုခုကိုရှာဖွေနေခဲ့တယ်။ကျောင်းခန်းထဲမှာတယောက်ကသူ့ကိုကြည့်နေတယ်။ချိန်စာသိနေတယ်ဆိုတဲ့ blog post တခုကိုသူတွေ့လိုက်ရပြီးဒါဟာအစပဲရှိသေးတယ်ဆိုတာသူသိလိုက်ရတယ်။အဲ့ဒီနောက်ဗနီဒါဆိုတဲ့နာမည်ကြီးကျောင်းက main ကလေးတယောက်အခန်းထဲမှာရဲရဲဆက်ဆက်အသက်ခံရတယ်ဆိုတဲ့သတင်းကိုပါသူတွေ့လိုက်ရတယ်။ဗနီဒါနင်ဘာကိုလူချင်နေတာလဲ။လူကြီးယူနေတယ်ဝီတယောက်အဲ့ဒီသတင်းအောက်ကလင်းတစ်ခုကိုနှိမ့်လိုက်နေတယ်။အဲ့ဒီမှာတော့တရေဖန်းကစားနည်းလို့ခေါ်တယ်။ဝီချပုတ်ကစားနည်းကိုတွေ့လိုက်ရတယ်။လူအပ်တဲ့အရာတွေကတော့စာရုပ်ဖြူတွေဖန်ခွက်အသီးတစ်လုံးဖျောင်းတိုင်နဲ့အမွှေးတိုင်တွေများပဲဖြစ်ပါတယ်။ချက်ချင်းပဲဝီတယောက်ဝီချပုတ်ကစားဖို့အတွက်လူအပ်တဲ့ပစ္စည်းတွေကိုစာပေးပြင်ဆင်လိုက်တော့တယ်။ညတန်ကောင်ရမှာတော့ဝီတယောက်သူမိခင်ကအိမ်မက်ထဲမှာမင်းခဲ့ရတဲ့အခန်းတွေကိုရောက်လာခဲ့ပါပြီ။ ပိတ်ဆိတ်နေတဲ့ကြောင်ရမ်းထဲမှာသူဟာကြောက်ရွံ့မှုတွေနဲ့အတူဝီဂျာဘုတ်ကစားဖို့စတင်ပြင်ဆင်နေပါပြီ။သူ့ရဲ့စိတ်ထဲမှာတော့အိမ်မက်ထဲကခေါင်းပြတ်တရေမလေးဗနီဒါကိုခေါ်ဖို့ပဲရှိနေတော့တယ်။ဝီတယောက်အမွှေးတိုင်ကိုမင်းကြီးလိုက်ပြီးနောက်ဝီဂျာဘုတ်ပေါ်ကစလုံးတွေအပေါ်ကိုဖန်ခွက်လေးကိုတင်လိုက်တယ်။ပြီးတော့သူ့လက်ညှိုးလေးနဲ့ဖန်ခွက်ကိုညင်းညင်းသားသားဖိထားရင်တီတကူရုပ်ပွားဆူတောင်းနေသောဝိညာဉ်များသည်ဤဖန်ခွက်စီလာပါစေတည်းလို့ရွတ်ဆိုနေပါပြီ။သူ့ရဲ့ရွတ်ဆိုတန်တွေနဲ့အတူဖန်ခွက်လေးကစတင်လှုပ်ရှားလာတဲ့အခါမှာတော့ဝီတယောက်ဘလို့ကြမာစိုးတွေနဲ့ရင်ဆိုင်ရအောင်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါညနေတန်းကောင်ရမှာကျောင်းသူတယောက်တည်းမှောင်မှောင်မဲမဲအခန်းထဲမှာထူးဆန်းတဲ့စက်ကူပြားပေါ်ကအခရာတွေပေါ်ဖန်ကွက်လေးကိုတင်ပြီးဝိညာဉ်ခေါ်နေတာကြောက်စရာကောင်းလိုက်တာနော်သူမဝိညာဉ်ကိုနင်းဝနီဒါလားလို့မေးလိုက်တော့ဖန်ကွက်လေးကဟုတ်တယ်ဆိုတဲ့အခရာပေါ်ကိုရွေ့သွားတယ်တကယ်တော့သူမတယောက်တည်းဝိညာဉ်ခေါ်နေတာမဟုတ်ပါဘူးသူမဘေးမှာသွေးအလိမ့်မိမ့်နဲ့ဝိညာဉ်တစ်ပါးကရက်ပြီးသူမလက်နဲ့အတူဖန်ကွက်ကိုဖိထားတာကိုသူမမသိခဲ့ပါဘူးသူမကြောက်ကြောက်နဲ့ရှင်ဘာလို့စီခြင်းလဲလို့မေးလိုက်တော့ဖန်ကွက်လေးကခေါင်းရှာခိုင်းတယ်လို့စလုံးပေါင်းပြတယ်ကျမရှင့်ခေါင်းကိုဘယ်မှာရှာရမှာလဲလို့သူမမေးလိုက်တော့လိုက်ခဲလို့စလုံးပေါင်းပြပြန်တယ်ဒါပေမဲ့သူမကဘာကိုဆိုလိုတာလဲလို့ပြန်မေးလိုက်တယ်သူမမေးပြီးသားနဲ့ကြောင်းခန်းတစ်ခုလုံးတွန်းခါသွားပြီးလေတွေတိုက်ခတ်လာတယ်ထိုင်ကုန်နေလဲလွတ်စင်ကုန်တာမို့သူမကြောက်လန့်တကြားအခန်းထဲကနေထွက်ပြေးကြတော့တယ်အဲ့ဒီအချိန်မှာနောက်ထပ်ကြောင်းသူတယောက်နဲ့ကြောင်းသားတယောက်ရောက်လာပြီးနင်တလောက်ရောက်မှာဘာလို့ကြောက်နေတာလဲနင်တကယ်လွတ်မှာလားလို့မေးတော့အစာတုံးကတော့မကြောက်ဘူးလေဒါပေမဲ့အခုတော့ကြောက်နေပြီလို့ပြောတယ်အဲ့ဒီကျောင်းသားကလည်းဒီနေရာကဟိုးအရင်တော့စားတော့ဆိုင်ဟောင်းဖြစ်တယ်ဆိုတာနင်တို့သိတယ်မဟုတ်လားလို့ပြောပြီးဟုတ်တယ်ဒါပေမဲ့ငါမယုံဘူးအဲ့ဒါကိုအတီးပြုတ်ပေါ်လာတာဆိုပြီးကျောင်းသူမကပြန်ပြေးတယ်ဝိညာဉ်ခေါ်တဲ့ကျောင်းသူမကနင်တို့တတိထားနော်ဖန်ကွက်ကိုမတိုးရဘူးမလီမဆာမလုပ်ရမဟုတ်ရင်ဝိညာဉ်ကမင်းကိုပူးဝင်တယ်ကျောင်းသူလေးဝနီဒါရဲ့တည်င်းစာတပုံကိုပြပြီးဝိညာဉ်ခေါ်တဲ့ကျောင်းသူမကဒါပြီဖန်ကွက်ကိုမကွဲစေအောင်နင်တို့အဆင်ပြေပြီလားလို့သူမမေးလိုက်တော့ကျောင်းသူလေးဝနီဒါရဲ့ပုံနဲ့တူတဲ့ဖန်ကွက်ကအခရာတွေပေါ်မှာရွေ့သွားတယ်သူတို့တုံးရောက်သားစက်ကူပြားပေါ်လက်ထမ်းပြီးပုတ်ထောထားရဒီနေရာကဝိညာဉ်ကိုလိုက်ပါဖန်ကွက်ထဲကိုလာပါဆိုပြီးအားလုံးမှတညီတညွတ်တဲ့ရွတ်ဆိုကြ